ကိုတို့မနေ့ကတော့ဗီဒီယိုလေးမရိုက်နိုင်ဘူးပေါ့နော်ဟိုတနေ့ကတော့ဒါရိုက်ခဲ့ပါတယ်အဲ့နေ့ကလည်းဒါရတာပဲပေါ့နော်ဒါမထူးဆန်းပါဘူးကျွန်တော်တို့ကရတယ်ဆိုတော့ free tip ဆိုလည်းရတယ်ကျွန်တော် VIP ဆိုလည်းရတယ်အဲ့တနေ့ကဟိုတနေ့ကဆိုလို့ရှိရင်လည်းဒါ free tip ပေးခဲ့တာ channel ထဲမှာရတာပဲညို့တို့ရလက်ကိုဝင်ကြည့်ပါကျွန်တော်ရှောက်ပြောနေတာမဟုတ်ဘူးပေါ့နော်နောက်ပြီးကျွန်တော်ကဒီတပွဲကောင်းဆိုလို့ရှိရင်လည်းရတာတပွဲကောင်းဆိုလည်းဇုံအောင်တာပဲပေါ့နော်ဒါမဆိုဇုံအောင်နေဆိုတာလည်းကျွန်တော်တို့မထူးဆန်းတော့ဘူး free tip လည်းရတယ် VIP လည်းရ VIP ဆိုတာ2ရက်ဆက်ဒါ3ပွဲကောင်းပေးနေတာ3ပွဲလုံးဒါမောင်းထိုးလဲမောင်းပေါက်တပွဲချင်းထိုးလဲရမထူးဆန်းဘူးပေါ့နော်ဒါမောင်းပေါက်နေ2ရက်လောက်ရှိနေပြီပေါ့နော်3ပွဲကောင်းဆိုလို့ရှိရင်တပွဲကောင်းဆိုလည်းအဲ့လိုပဲ2ရက်လောက်ဒါလုံးဝဒါပိုင်မဲပေါ့နော်ဒါဟိုတချို့ဆိုလို့ရှိရင်ဒါအကျွေးတွေပါကြေသွားတယ်ဆိုတော့ channel ထဲဝင်ကြည့်ပါရလက်တွေအကုန်ကျွန်တော်ရဲ့ဒါ free channel မှာကျွန်တော်တင်ပေးထားတယ်ဝင်ကြည့်လိုက်ကျွန်တော်ရဲ့ channel မှာဆိုလို့ရှိရင်အရင်ဆုံးဝင်ကြည့်ပြီးမှကျွန်တော်ပြောတော့ဝင်မကြည့်ခင်တော့ဒါဟို comment လေးတွေ comment တွေမှာတော့လာမပြောနေပေါ့နော်ဒါအရင်ဆုံးကျွန်တော်ရဲ့ channel လေးကိုဝင်ကြည့်လိုက်ပါရလက်တွေကျွန်တော်ကိုတင်ပေးထားတယ်ပေါ့နော်ကျွန်တော် channel မှာတို့တော်ဒီ profile link ပေါ့နော် profile အောက်မှာထည့်ထားတဲ့ link လေးအဲ့ link လေးကိုနှိပ်ပြီးတော့ဝင်လာလို့ရှိရင်ရပါပြီညီကိုနော်ဒါကကျွန်တော်ရဲ့ channel ပါ subscriber 9000ကျော်တော့ရှိမှထင်တယ်ပေါ့နော်အမရလက်တွေအကုန်တင်ပေးထားတယ် VIP ရော free ရောအကုန်လုံးပေါ့နော်ကျွန်တော် VIP ဝင်တာအစားအကုန်တင်ပေးပါတယ်ကဲဒါဆိုရင်ကျွန်တော်သုံးမကောင်းလေးကိုသုံးတော့ပဲစတင်ရအောင်ကဲ PH နဲ့ to lose ကြီးခေါ်ထားတာကိုကျွန်တော်ယင်ကြည့်လိုက်တယ်ကြီးလေးကိုယင်ဆုံးသုံးသက်ကြတာပေါ့နော်နှလုံး80နိုင်3လုံးတည်ဆိုတဲ့ကြီးကိုခေါ်တာဒါစက်တီကြီးပေါ့နော်ကြီးပြောင်းလဲရတော့လာမယ်ထင်တယ်နှလုံး80နိုင်ဆိုတဲ့ကြီး to lose ကို PH အိမ်ခွင်းမှာဆိုလို့ရှိရင်ဒါနိုင်ခဲ့တယ်ဒီကိုတို့ဒါနှလုံးလဲဖြစ်နိုင်တာပဲto lose ကနိုင်ခဲ့တယ်ဆိုတာမျိုးတော့ရှိပေမဲ့ရှားပါတယ်ဒီကိုနော် PH ကိုနိုင်ဖို့ဆိုတာ PH အတင်းကအတိအတိုင်းရလက်ကောင်းနေဆက်ဆောင်ပြနိုင်တာတော်တော်ကောင်းနေတယ်ပေါ့နော်ဒါ Chelsea ကိုဆိုလို့ရှိရင်ဒါအိမ်ခွင်းဝေးခွင်းအောင်နိုင်ခဲ့တာအဲ့လိုမျိုးအတင်းကြီးက to lose ကိုရှုံးသွားမယ်လို့သူကလည်းထင်ပါလေပေါ့နော်တကယ်တမ်းto lose ကလည်းဝေးခွင်းဆိုလို့ရှိရင်ခုလက်တော့ဂိုးတွေကတွင်းနေတာအနေငယ်ပေါ့နော်ဂိုးတွေပြန်တွင်းနေတာသုံးလုံးတည်ဆိုကြည့်ရတော့သူတို့နှစ်သင်းမှာဖြစ်တင်တယ်လို့တော့ထင်တယ်ဒါပေမဲ့ PH အနေနဲ့အခုပွဲစဉ်ကဒါပြီးတော့မှတကယ်တမ်းကရာသီကုန်တော့မယ်လို့ပဲပြောရမှာပေါ့ဒါပေမဲ့အောက်က lens နဲ့ကဒါသိမကွာဘူးကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်အမှတ်ကတစ်မှတ်လောက်ပဲကွာ lens ကလည်းနောက်ကနေလိုက်လာအားကြောင့်မလို့ဒီလိုအသင်းတွေမှာမှသူတို့အနိုင်မြူထားပဲနဲ့ဒီလိုမဖြစ်နိုင်ဘူးဆိုလို့ရှိရင်သူတို့အနေနဲ့နောက် Champions League လည်းရှိတယ်သူတို့မှာအများကြီးပဲကန်နေရတာပေါ့နော်အဲ့ဒါမျိုးကြောင့်ခုတော့ပြသမယ်လို့တော့ထင်တယ်နောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင်သိတဲ့အတိုင်းဒါပိုးစိုးပတ်ဆက်ကိုမှအဆုံးသတ်မှာချမ်းပြသွားတာပေါ့နော်4-0နဲ့ပေါ့နော်ဒါ nice ကိုနိုင်သွားတာဒါကြီးအန်အောစရာကြီးလို့ပဲပြောရမှာပေါ့နော်ဒါကြောင့်မို့အခုလဲနားခဲ့တဲ့ရက်တွေလည်းပြီးခဲ့ပြီပေါ့နော်ပြန်စပြီဖြစ်တဲ့အတွက်ဒီကြပေါ့သူတို့အသင်းသားတွေလည်းစင်ပီနေလောက်ပြီလို့ကျွန်တော်ထင်တယ်ကြီးခေါ်ထားတာကလည်းဒါပြေးကြည့်နေတဲ့ခေါ်တဲ့ကြေးလို့ပဲကျွန်တော်ထင်တယ်ဗျဒီလိုအသင်းကြီးတစ်သင်းနဲ့ပေါ့နော်နှလုံး80နိုင်3လုံးတည်ဆိုတဲ့ကြေးနှလုံးသွင်းလို့ရနှလုံးပြက်ကမယ်ပေါ့နော်တကယ်တမ်းကထိုးလူစကအဝေးခွင့်ရင်ကောင်းတာမဟုတ်တဲ့အတွက် PH ကိုနိုင်ခဲ့တယ်ဆိုတာလည်းရှားတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကတော့ဒါနေမယ်ဆိုကျွန်တော် PH ပဲကျွန်တော်ကနေချင်တယ် PH ပဲကျွန်တော်ကြိုက်တယ်ပေါ့နော်အသင်းကြီးပဲကျွန်တော်ကတော့နေဖြစ်ဖို့စဉ်းစားမိတယ်ပေါ့နော်ဒီတစ်ခေါက်မှာပေါ့ဒါကြောင့်မို့ PH body နဲ့ကျွန်တော်ဂိုးပေါင်းအပေါ်လေးပဲကျွန်တော်တွားချင်တယ်တိုးလို့အနည်းဆုံးတကိုးလောက်တော့ပြန်ရမလားပေါ့အနည်းဆုံးသူတို့ရဲ့ဆောင်းဆောင်ရင်အားပိုင်းဆိုင်ရာအရာတကိုးလောက်တော့ပြန်ပြီးတော့ဆောင်းဆောင်ရင်အားပိုင်းဆိုင်ရာလုံးနိုင်မလားပေါ့အဲ့တော့မျှော်လင့်မိဒါမှမဟုတ်လည်း PH ပဲဒါသွင်းသွားနေတာဖြစ်တော့ PH body လေးကြိုက်တယ်ဂိုးပေါင်းအပေါ်လေးပဲပေါ့နော်ဒါကြောင့်မို့ကျွန်တော်က PH body ဂိုးပေါင်းအပေါ်ပထမဆုံးပွဲစဉ်တော့ပေါ့ကဲနောက်ပွဲစဉ်တော့ကြည့်အောင်နောက်ပွဲစဉ်ကတော့ဒါ Coventry နဲ့ဒါပြီးဒီပွဲစဉ်ကတော့တည့်ရတိုင်းဒါ Championship ပွဲစဉ်တွေတည်းရောပေါ့နော်ကြီးခေါ်ထားတာလေးကိုအရင်ဆုံးကြည့်အောင်ပေါ့နော်ကြီးကိုအရင်သုံးသပ်မယ်ကျွန်တော်တို့ကြီးခေါ်ထားတာကသူတို့ကတလုံး30နိုင်ပေါ့နော်အခုတလုံးတည်ပဲထားပါတော့ Coventry ကခေါ်ထားတာ3လုံး50နိုင်လူမျိုးကြီးတလုံး30ဆိုတဲ့အတိုင်းဒါ Coventry အိမ်ကွင်းမှာနိုင်လားဆိုတော့အများဆုံးနိုင်လဲတလုံးပဲဒါပြီးရောအဲ့ထက်ပို့ပြီးတော့နိုင်ကြီးကတော့ရှားတယ်နော်ညီကိုတို့ဒါပေမဲ့နောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင်တော့9ဂိုးစီ9ဂိုး3ဂိုးပေါ့ဂိုးတွေလုံးဝပိုးစိုးပတ်ဆက်ကိုပေါ်ခဲ့တာညီကိုတို့နော် Coventry အိမ်ကွင်းမှာဆိုလို့ရှိရင်တော့ဂိုးအဲ့လောက်ကြီးပေါ်တာတော့မတွေ့ရဘူးဒါပြီးအိမ်ကွင်းမှာမလို့ပဲအဲ့လိုဖြစ်သွားတာလားပေါ့နော်တဖန်ပြန်တွေးမိတာပေါ့ဒါကတော့Coventry ခုတလောအိမ်ကွင်းကောင်းလားဆိုအိမ်ကွင်းလည်းမစိုးပါဘူးစိုးရတော့မဟုတ်ဒါပေမဲ့သူတို့တေးပေစရာမှာဆိုတော့ထိတ်ဆုံးမှနေနေတဲ့အသင်းဒါပေမဲ့အောက်ကအသင်းနဲ့တိတ်တော့မကွာဘူးဒါကြောင့်မို့အမှတ်တွေကတော့ယူထားမှတော့ရမယ်ဒါဘီကိုကြည့်တော့ဒါဘီကလည်းကောင်းလာတယ်နော်အိမ်ကွင်းအဝေးကွင်းရက်လက်တွေမစိုးဘူးဒါအိမ်ကွင်းပိုတော့ကောင်းတယ်လို့ပြောရမှာပေါ့နော်ဒါပေမဲ့ဂိုးအောင်ကန်တဲ့အသင်းနဲ့တင်းဒါကြောင့်မလို့လဲတေချာပေါက်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဂိုးပေါ်နိုင်ချီကတော့နေသွားပြီလို့ကျွန်တော်ထင်နေဗျကြီးခေါ်တာကလည်း3လုံး50နိုင်ဆိုတဲ့ကြီးမှာဆိုလို့ရှိရင်တော့တစ်လုံးသိရင်နဲ့3လုံး50နိုင်နှလုံးသွင်းရမယ်ဗျာဒါဘီတစ်လုံးရနိုင်မလားအဲ့ဒါပေါ့နော်ဒါဘီတစ်လုံးရနိုင်ကြီးရှိလား Coventry ကတော့နိုင်သွားဖို့တော့များတယ်တစ်လုံးသာစီနေပေါ့နော်နိုင်ဖို့တော့များတယ်ဒါဘီအနေနဲ့ဘယ်လိုများဖြစ်မလဲပေါ့ Coventry နိုင်တဲ့တစ်လုံးပဲအဲ့ထက်ပိုပြီးတော့နိုင်ချင်းမရှိဘူးလို့ကျွန်တော်တော့ထင်တယ်ဂိုးပေါင်းဆိုလဲကျွန်တော်ကတော့အောက်ပဲကြိုက်တယ်အများဆုံးသွားမယ်ဆိုလို့ရှိရင်လဲဒါ90တော့ရင်းလိုက်မယ်ပေါ့နော်ဒါ11 1Z 2Z ဒီလောက်ပဲ21ဆိုတာတော့ဖြစ်နိုင်ခြင်းနဲ့လို့ကျွန်တော်ထင်နေဗျဒါကြောင့်မို့11Z 11Z ပေါ့ 2Z ဒီလိုမျိုးပဲသွားမယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မို့ကျွန်တော်ကတော့ Coventry လေးကိုတော့အနေငယ်ပို့ပြီးတော့သဘောကျတယ် Coventry body နဲ့ကျွန်တော်ဂိုးပေါင်းအောက်လေးပဲကျွန်တော်သွားလိုက်မယ်
ဒါကိုပေါင်းအောက်လေးပဲကျွန်တော်စိတ်ဝင်စားတယ်ပေါ့နော်ကိုပေါင်းအောက် commentary body ပါခင်ဗျားတို့ပုံစံသွားကြည့်အောင်နောက်ပွဲစဉ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ championship တဲကပွဲစဉ်ပေါ့နော်အစောပွဲတစ်ပွဲကျွန်တော်ရွေးချယ်ထားတယ်ဒီပွဲစဉ်ကတော့ဒီအတိုင်းဒါဘာမင်ဟန်နဲ့ Blackburn ဒီပွဲစဉ်မှာကတော့ကျွန်တော်ကတော့ဒါထင်းတဲ့ပုံစံပေါ့နော်ကြီးကိုအရင်ဆုံးကြည့်လိုက်မယ်ကျွန်တော်ခုနကတော့ကြီးကြည့်ထားတယ်အခုတော့မေ့ရောလို့ပေါ့နော်Blackburn နဲ့တွေ့ကြမှာဆိုတော့တစ်လုံး80နိုင်နှလုံး40ရှုံးဒီလိုကြီးမျိုးလာတာပေါ့နော်တစ်လုံး80နိုင်တစ်လုံးဆိုအနိုင်အောင်ပေးနေပြီဒါဘာမင်ဟန်อ่ะပေါ့နော်ကျွန်တော်ကတော့အဲ့လိုတော့မထင်ဘူးကျွန်တော်ကတော့ဒါပိုကြိုက်တာဆိုကျွန်တော် Blackburn ကိုပိုပြီးစိတ်ဝင်စားသွားတယ်အဲ့လိုမျိုးကြီးမျိုးကြောင်ပေါ့နော်ဘာမင်ဟန်နိုင်လဲတစ်လုံးပဲအဲ့ထက်ပိုပြီးနိုင်ခြင်းမရှိဘူးကိုပေါင်းအောက်မယ်ဒါပဲအဲ့ထက်ပိုပြီးတော့ဘာမှပြောနေတာမရှိဘူးကိုပေါင်းအောက်မယ်1110ဒီလောက်ပဲဒီထက်ပိုပြီးတော့မသွားဘူးဇီးဇီးတောင်ဖြင့်ဖြုတ်အားနိုင်တယ်ပေါ့နော်ညီကိုပြောလို့မရဘူး1110 2Z လိုပဲဒီပွဲလည်းအဲ့လောက်ပဲသွားမယ်လို့ထင်တယ်ဒါပြောလို့မရဘူး21ကတော့ဖြစ်နေရှိမယ်နဲပါတယ်ရာခိုင်နှုန်းနဲတယ်အားကြောင့်မို့ကျွန်တော်တော့111Z 2Z ဒီလိုပဲသွားမယ် Blackburn ကိုကြိုက်တယ် Blackburn body လေးပိုကြိုက်တယ်ပေါ့နော်ဒါဝေးကွင်းလေးမှာကျွန်တော်နေကြည့်တာပေါ့အရင်တော့ဒါဟုတ်တာတော့မဟုတ်ဘူးဒါပေမဲ့စွန့်စားရမယ်ညီကိုနော်ဒါကြောင့်မို့ကျွန်တော် Blackburn body ကိုပေါင်းအောက်လေးပါညီကိုနောက်ဆုံးပွဲစစ်တယ်ခေဒါတော့ကျွန်တော်သုံးဘက်ကောက်ဖြစ်ပါတယ် YouTube ပဲညွှန်ခိုင်းကြည့်လို့ပါတယ်ကျွန်တော်ပုံစံနဲ့ကျွန်တော် channel ဝင်လာပြီပါဗျခင်ညီကိုလည်းအားလုံးပြန်ကြပါစေ